အားလုံးပဲမင်္ဂလာပါ The Red United ရဲ့ Facebook page နဲ့ YouTube channel နဲ့ကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါဆိုတော့ဒီကနေ့ August 3 ရက်နေ့မှာဆိုလို့ရှိရင်လက်ရှိ United အသင်းရဲ့ပြစ်မှတ်ကစားသမားတဦးဖြစ်တဲ့မာနူကိုနီနဲ့ပတ်သက်ပြီးတော့မှ update တွေလေးရထားတာရှိပါတယ်ဆိုတော့တစ်ဆက်တည်းမှာပဲ United အသင်းအနေနဲ့ဒါလက်ကျန်ကျွန်တော်တို့တွေအပြောင်းရွှေ့ရာသီပိတ်သိမ်းမှုဆိုတာကလည်း၄ပတ်လောက်ပဲလိုတော့တယ်ပေါ့ဆိုတော့ဒီ၄ပတ်ဟာဆိုလို့ရှိရင် United အသင်းအတွက်အတော်ကြီးကိုစိုးရင်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်လာတယ်ပေါ့ဆိုတော့ဒီကြောင့်လေးနဲ့ပတ်သက်ပြီးတော့မှညီကိုရီစီကိုဆွေးနွေးသွားကြပါတယ်ပထမဦးဆုံးကကျွန်တော်တို့ဒါပြင်သစ်ခြေဆိုင်သတင်းရင်းမြစ်ကနေရရှိထားတဲ့သတင်းအရဆိုလို့ရှိရင်ပေါ့နော်လက်ရှိမာနူကိုနီအနေနဲ့ဒါကျွန်တော်တို့တွေဒါပြင်သစ်အသင်းနဲ့အတူကဘာဖလာရှင်းပြိုင်ခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်သူ့အနေနဲ့ဒါနားရက်ယူနေတယ်ပေါ့ဆိုတော့ဒီနားရက်ခါဆိုလို့ရှိရင်လာမယ့်သတင်းပတ်တစ်ပတ်အတော်တွင်မှာသူ့အနေနဲ့နားရက်ပြီးဆုံးပြီးတော့မှပြန်လာဖို့အတွက်ကိုရှိတယ်ပေါ့ဆိုတော့ဒီပြန်လာမှုနောက်ကွယ်မှာဆိုလို့ရှိရင်မာနူကိုနီအနေနဲ့ပေါ့ရိုမာအသင်းနဲ့ပြန်လည်ပူးပေါင်းသွားမှာမဟုတ်ဘဲနဲ့ကလပ်အသင်းတစ်ခုခုကိုပြောင်းရွှေ့ဖို့အတွက်ကိုသူ့အနေနဲ့ကြိုးပမ်းသွားဖို့ရှိနေတယ်ဆိုပြီးတော့သိထားရတယ်ဆိုတော့ဒီကြိုးပမ်းမှုမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ Premier League ကလပ်တစ်ခုဖြစ်ဖို့အတွက်ကိုရှိနေတယ်ဆိုပြီးတော့သိရတယ်ပေါ့ဆိုတော့ဒီနေရာမှာကျွန်တော်တို့ United အသင်းကမာနူကိုနီနဲ့ပတ်သက်ပြီးတော့မှအတော်လေးစိတ်ဝင်စားစွာနဲ့စောင့်ကြည့်ခဲ့တဲ့အနေအထားမျိုးတွေကျွန်တော်တို့ရှိတယ်ဆိုတော့ကစားသမားရဲ့ agent နဲ့တူကစားသမားနဲ့တက်ဆိုင်တဲ့ကျွန်တော်တို့ဒါအထူးကိုယ်စားလှယ်တွေနဲ့တူကျွန်တော်စကားပြောဆိုခဲ့ရတယ်ရှိတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ရိုမာအသင်းနဲ့တော့ကစားသမားနဲ့ပတ်သက်ပြီးတော့မှပြောင်းရွှေ့တွေဆွေးနွေးမှုတွေကျွန်တော်တို့ဒါဘယ်လောက်ကြမယ်ဆိုတော့ကုန်ကြစရိတ်တွေကိုကျွန်တော်တို့စတင်ဆွေးနွေးခြင်းတွေတော့မရှိသေးဘူးဆိုပြီးတော့သိထားရတာပဲဖြစ်တယ်။ဆိုတော့ဒါကလည်းကျွန်တော် United အသင်းအနေနဲ့ကိုနေထက်ကောင်းတဲ့ကျွန်တော်ကိုနေထက်ပို့ပြီးတော့မှ United အသင်းတို့တင့်တော်တဲ့ကစားသမားတူရလို့ရညာဆိုတဲ့ဒါဘယ်လိုပြောမလဲမျှော်လင့်ချက်နဲ့အတူကျွန်တော်စောင့်ဆိုင်းနေတယ်ဆိုပြီးတော့သိထားရတယ်ဆိုတော့ဒါကလည်းကျွန်တော်တို့ဒါလက်ရှိဒါReal Madrid တင်ကစားသမားဖြစ်တဲ့ Tchouaméni နဲ့ပတ်သက်ပြီး United တင်အနေနဲ့မျှော်လင့်နေစေအနေအထားမျိုးပေါ့ဆိုတော့ဒီ report ရဲ့အဆိုအရဆိုလို့ရှိရင်မာနူကိုနီနဲ့ပတ်သက်ပြီးတော့မှလက်ရှိမှာကိုနီကရိုမာအသင်းကိုပြန်လည်ပြီးတော့မှပူးပေါင်းတော့မယ့်အခါမျိုးမှာဆိုလို့ရှိရင် Premier League ကလပ်အသင်းကသူ့ကိုဒါခေါ်ယူဖို့အတွက်ကို ready ဖြစ်နေပြီဆိုပြီးတော့မှ report ကတစ်ဆက်တည်းဆိုထားတယ်ဒီနေရာမှာဆိုလို့ရှိရင်ဒီ Premier League ကလပ်အသင်းဆိုတာကဘယ်အသင်းလဲဆိုတာမျိုးကိုတော့ဒါဖော်ပြထားခြင်းတော့မရှိဘူးလက်ရှိသတင်းတွေရဲ့အဆိုအရဆိုလို့ရှိရင်ကျွန်တော်တို့မာနူကိုနီကိုစိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာဆိုလို့ရှိရင်ကျွန်တော် Chelsea အသင်းလဲပါတယ်ပြီးရင် Liverpool အသင်းလဲကျွန်တော်တို့ပါထားတာကိုကျွန်တော်တွေ့ထားရတယ်ဆိုတော့ဒီအသင်းတွေကလက်ရှိအချိန်တွေအရဆိုလို့ရှိရင်တို့ဝယ်ခြင်းနဲ့ဆိုရင်ဝယ်နိုင်တဲ့အနေအထားမျိုးတွေမှာရှိနေတဲ့အသင်းတွေဖြစ်တယ်ဆိုတော့ United အသင်းလိုမျိုးနှိမ့်တိနေကွေသွားတဲ့အပြောင်းရွှေ့ပုံစံတွေကိုတို့တွေနဲ့လုံနေဘူးခေါ်လိုက်ပြီဆိုလို့ရှိရင်လည်းချက်ချင်းဆိုလို့ခေါ်ကြတဲ့အသင်းတွေဖြစ်ကြတယ်ဆိုတော့ United အသင်းအတွက်တကယ်ကိုစိုးရင်စရာကောင်းတဲ့အနေအထားမျိုးပါဆို United အသင်းဘာတွေမျှော်လင့်နေတာလဲပေါ့ဆိုတော့ဘာတွေမျှော်လင့်နေတာလဲဆိုလို့ရှိရင်လက်ရှိအချိန်တွေမှာ United အသင်းကဒီ Real Madrid ရဲ့ကစားသမားဖြစ်တဲ့ Tchouaméni ကိုကျွန်တော်တို့စိတ်ဝင်စားနေတယ်ဆိုတော့Okay ဒီ Tchouaméni ကိုစိတ်ဝင်စားတော့ကျွန်တော်တို့အဖြစ်ပြောလို့မရဘူးဗျာဒါပေမဲ့ကျွန်တော်တို့သွားနေတဲ့ပုံစံကတော့အဖြစ်ပြောစရာတွေဖြစ်လာပြီနေတဲ့ပြည်သက်တွေကြားထဲမှာတော်တော်ကြီးအဆင်မပြေတဲ့အခြေအနေမျိုးတွေဖြစ်လာပြီပေါ့လက်ရှိမှာကျွန်တော်တို့ကအပြောင်းရွှေ့ကာလဟာဆိုလို့ရှိရင်ပိတ်သိမ်းမှုအတွက်၄ဘက်တိတိပဲလူတော့တယ်ဆိုတော့ဒီ၄ဘက်တိတိမှာ United အသင်းအတွက်ဖြည့်တင်းရမယ့်အခန်းကဏ္ဍတွေဟာကျွန်တော်ကွင်းလင်ကစားသမားတနေရာလည်းမဟုတ်ဘူးအခြားသောကျွန်တော်တို့ position တွေရှိသေးတဲ့ left back ကိုဖြည့်မလားဒါမှမဟုတ်လို့ရှိရင် left winger ကိုဖြည့်မလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒါ striker ဒီကျွန်တော်တို့အထောင်တိုက်စစ်ကစားသမားတူကိုခေါ်မလားဆိုတော့ဒါမျိုးတွေကျွန်တော်တို့ဖြည့်တင်းရမယ့် position တွေကကြံနေသေးတယ်ပေါ့နော်ဆိုတော့အထူးသဖြင့်ကျွန်တော်တို့ဒါဒီခံစစ်ပိုင်းမှာဆိုလို့ရှိရင်လည်းဒါ center back ကစားသမားတွေဆိုလို့ရှိရင်ကျွန်တော်တို့ခေါ်ရအောင်မဲ့အနေအထားမျိုးတွေဆိုတော့ဒါအကုန်လုံးကိုကျွန်တော်ခေါ်မယ်လို့မရည်ညွှန်းဘူးဒါပေမဲ့ကျွန်တော်ကြံရှိနေသေးတဲ့ဒီအပြောင်းရွှေ့ပိတ်သိမ်းမဲ့ကာလ၄ပတ်အတော်အတွင်းမှာဒီထဲက position တွေကိုအနည်းဆုံး2နေရာလောက်ကျွန်တော်တို့ဖြည့်တင်းမှုဆိုတာကnet အတင်းအတွက်၄ပတ်ဆိုတာကမလုံလောက်ဘူးလို့ကျွန်တော်ကတော့ထင်တယ်။ဟောဒါကလည်းဒီအပြောင်းရွှေ့ရာဒီတစ်လျှောက်လုံးမှာကျွန်တော်တို့လောက်ကင်ခဲ့တဲ့အခြေအနေတွေပေါ်မူတည်ပြီးကျွန်တော်အနေနဲ့သုံးသပ်ပြောဆိုခြင်းဖြစ်တယ်။ဆိုတော့လက်ရှိမှာ United အတင်းအနေနဲ့ Tchouaméni ကိုခေါ်မယ်ဆိုရင် Tchouaméni ကိုခေါ်မယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ကဖြစ်နိုင်ရင်တော်တော်လေးနည်းသေးတယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့လက်ရှိ Rodri အနေနဲ့ဆိုလို့ရှိရင်လည်း Real Madrid အတင်းနဲ့အလုံးစုံကျွန်တော်သဘောတူညီမှုရရှိထားနေတဲ့အနေအထားမျိုးမဟုတ်ဘူးဆိုတော့ Manchester City အနေနဲ့ဆိုလို့ရှိရင် Rodri ကိုရောင်းချဖို့အတွက်တန်း80လောက်ထိတောင်းဆိုနေတာဖြစ်တယ်ဆိုတော့တစ်နှစ်ပဲ contract ကျန်တော့တဲ့ကစားသမားကိုပြီးရင်အသက်အရွယ်ပိုင်းခြားရဆိုလို့ရှိရင်လည်းဘယ်လိုပြောမလဲကြီးနေပြီလို့ပြောလို့ရတဲ့ Rodri လိုကစားသမားမျိုးကိုပေါင်အဖြစ်တန်း80လောက်ပေးဖို့ဆိုတာက Real Madrid အနေနဲ့ဆိုလို့ရှိရင်လည်းတုံဆိုင်နေတယ်ပဲဆိုတော့ပေးတီပဲထားအောင်ဗျာဆိုတော့ပေးတီပဲထားအောင်ဆိုတော့ Rodri ကိုရတော့ပါပြီကျွန်တော်တို့ Real Madrid အသင်းထံကနေကျွန်တော်တို့ဒါTchouaméni ပဲဖြစ်ကာမာမင်ဂါပဲဖြစ်ဘယ်သူပဲဖြစ်ကျွန်တော်တို့တွေအနည်းဆုံးပေါင်တန်း80နဲ့အထက်မှာပေးရမယ်ဗျာဆိုတော့ okay Tchouaméni ကိုကျွန်တော်တို့ပေါင်တန်း80နဲ့အထက်ပေးရလို့ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ခံတာသေးတယ်လို့ပြောလို့ရတယ်ဒါပေမဲ့သူတို့က Tchouaméni ကိုမရောင်းဘူးဟေ့ငါတို့ကတော့ကာမာမင်ဂါကိုပဲရောင်းမယ်ဆိုတော့
ကောင်မင်းကလည်းသူတို့အနေနဲ့ပေါင်တန်း80လောက်ထိတော့သူတို့လိုချင်ကြမှာပဲဆိုတော့ဒီလိုအရာတွေကိုကျွန်တော်တို့ကြည့်ချင်းအဖြစ် United အသင်းရဲ့ဘုတ်ဖွဲ့ဝင်တွေလောက်ကင်နေတဲ့အပြောင်းရွှေ့ approach လုပ်တာတွေကတော်တော်ကြီးကိုစိုးရိမ်စရာတွေဖြစ်လာပြီးတော့ကျွန်တော်ကတော့မြင်နေဆိုတော့လက်ရှိအချိန်အနေဟာ United အသင်းအတွက်တခုခုကိုတည်တည်ချာချာဆုံးဖြတ်ပြီးတော့ကျွန်တော်လောက်ရတော့မဲ့အနေထားမလုပ်လို့မဖြစ်တော့ဘူးဆိုတဲ့အနေထားမျိုးကျွန်တော်တို့ရောက်နေပြီဒီနေ့မှာကျွန်တော်တို့ကကစားသမားတဦးကိုကျွန်တော်တို့ကအေကင်မို့ချက်ကျွန်တော်တို့ခေါ်ရမယ်ဗျာရှင်းပြောရင်အထူးသဖြင့်ကျွန်တော်တို့ကွင်းလည်နဲ့ပတ်သက်ပြီးကျွန်တော်တို့တဦးကတော့ထပ်ပြီးတော့ခေါ်ရအောင်ပါပဲဆိုတော့ဒီလိုအနေထားမျိုးမှာ United အသင်းကမာနူကိုနေလားဒါမှမဟုတ်လို့ရှိရင်လက်ရှိကျွန်တော်တို့ဒါရှူမန်နီကိုပဲဆက်ဆောင်မလားဒါမှမဟုတ်ကာမဖင်ကာကိုပဲခေါ်မလားဆိုတော့တခုခုကျွန်တော်တို့ဆုံးဖြတ်ချက်အမှန်ကန်ချပြီးတော့ဒီအချိန်ဟာကစားသမားခေါ်ယူဖို့အတွက်အသင့်တော်ဆုံးအချိန်လို့ကျွန်တော်ကတော့မြင်နေဆိုတော့လက်ရှိမာနူကိုနေကိုခေါ်မယ်ဆိုလို့ရှိရင်လည်း Premier League ကလပ်တစ်ခုခုဖြစ်တဲ့အသင်းတစ်သင်းဖြစ်တဲ့ကျွန်တော်တို့ဘယ်အသင်းပဲဖြစ်ဖြစ်ကျွန်တော်တို့လည်းရှင်းပြရအောင်မယ် United အသင်းကတည်တဲ့အတိုင်းပဲကိုကစိတ်ဝင်စားတယ်သူများတော့ပါတယ်ဆိုတဲ့အခြေအနေတွေဟာအမြဲတမ်းလို့ကျွန်တော်တို့ကြုံတွေ့နေရတဲ့အခါမျိုးမှာအခုလိုအချိန်မျိုးအခါများကျွန်တော်တို့ဒါပြောင်းရွှေ့တစ်ခုခုကိုစတင်ပြီးတော့မှအကောင့်ထဲမဖော်ဘူးဆိုလို့ရှိရင် United အသင်းအတွက်တော်တော်လေးနောက်ကျသွားမယ့်အနေအထားမျိုးလို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့အပြောင်းရွှေ့ deadline day မှာကျွန်တော်တို့လုပ်လို့မရဘူး။ဘာကြောင့်လဲ United အသင်းကလိုအပ်နေတဲ့ဒီ position ကိုတို့နဲ့မရမကဖြစ်တင်ရမှာဟေ့ဆိုတဲ့အခြေအနေမျိုးကိုတစ်ဖက်ကျွန်တော်တို့ခေါ်ယူမဲ့အသင်းတွေကတည်သွားပြီဆိုတော့ ਨੇ ဈေးတွေဟာစမတန်ကျွန်တော်တို့ပေးရဖို့အတွက်အနေအထားတွေရှိလာမယ်ဆိုတော့ဒီလိုအနေအထားမျိုးကိုမကြုံကျင်ဘူးဆိုလို့ရှိရင်အခုကာလဒီ၄ပတ်ပထမအစောပိုင်းကာလအတော်တွင်းမှာဆိုလို့ရှိရင်ပထမပတ်အစောပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ဖို့အတွက်အသင့်တော်ဆုံးလို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ရှင်းပြောရရင်ဗျာဒီအကြောင်းအရာတွေကိုပဲနေတူတူကကျွန်တော်တို့ပြောနေရတာကလည်းကျွန်တော်တို့ပြည်သက်တွေတူအနေနဲ့ဆိုလို့ရှိရင်ကိုယ့်ပေါင်ကိုလှမ်းထောင်းနေရတယ်လို့ပဲကိုယ့်အသင်းကိုချစ်တဲ့လောက်ဒါကိုယ့်အသင်းရဲ့လုံနေကိုင်းနေပုံတွေကိုအားမရလို့ကျွန်တော်တို့ဒါမကောင်းကြောင်းတွေပဲထိုင်ပြောနေရတယ်လို့ဖြစ်နေတယ်ကျွန်တော်တို့လည်းပြောချင်တာပါဗျာဘယ်ကစားသမားတော့ငါခေါ်လိုက်ပြီးဟေးဘယ်ကစားသမားကတော့ surprise အနေနဲ့ရောက်လာပြီးဟေးဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ဟင်းနဲ့ဟာကနေဖြစ်လောက်တဲ့အပြောင်းအရွှေ့ကိုကျွန်တော်တို့လည်းမျှော်လင့်တာပဲဒါပေမဲ့လည်းလက်ရှိသွားနေတဲ့ဒီဘုတ်ဖွဲ့ဝင်တွေရဲ့လုံနေကိုင်းနေပုံတွေဟာဆိုလို့ရှိရင် United ပြည်သက်တွေကိုတော်တော်ကြီးကိုစိတ်ပြက်စေခဲ့တယ်လို့ပဲကျွန်တော်ကတော့ပြောရမယ်ဆိုတော့ကျွန်တော်တို့ဒီဘုတ်ဖွဲ့ဝင်တွေအနေနဲ့လက်ရှိအခြေအနေဟာဆုံးဖြတ်ချက်ချရတော့မယ်အနေအထားမျိုးပဲဖြစ်တယ်ဆိုတော့မာနူကိုနေကိုခေါ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ခေါ်သိပြီလို့ထင်တယ်ဒါမှမဟုတ်ရှူမန်နီကိုရအောင်ခေါ်မယ်ဆိုလို့ရှိရင်အခုအခြေအနေမျိုးမှာရှူမန်နီနဲ့ပတ်သက်ပြီးတော့မှတခုခုကျွန်တော်တို့တေချာတလောက်ရှိမဲ့အနေအထားမျိုးကိုစတင်ပြီးတော့မှအကောင့်ထဲပေါ်တင်နေပြီလို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဒီနေရာမှာကာမဖင်ကာကိုရမယ်ဆိုလို့ရှိရင်အဆင်ပြေလားဆိုတော့ကျွန်တော်ကတော့လုံးဝအဆင်မပြေတဲ့အခြေအနေလို့ကျွန်တော်ကတော့သုံးသပ်တယ်ဆိုတော့ကစားသမားရဲ့ဒီ injury update အရာရောသူ့ရဲ့ပုံစံအရာရော United အသင်းအနေနဲ့လိုအပ်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကွက်တိကျတဲ့အနေအထားမျိုးမဟုတ်ဘူးဆိုတော့ဈေးကြီးပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့မစင်စားတဲ့နဲ့ကစားသမားတူအဖြစ်ကျွန်တော်ကတော့မြင်နေဆိုတော့ကာဖင်ကတဲ့ဆာလို့ရှိရင်မာနူကိုနီကိုခေါ်လိုက်တာကမှကျွန်တော်တို့အသင်းအတွက်အခြေအနေကိုကောင်းအောင်မယ်လို့ကျွန်တော်ကတော့သုံးသပ်တယ်ဆိုတော့လက်ရှိအခြေအနေဟာ United အသင်းအတွက်ဒီလာမဲ့၄ပတ်ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲမလုပ်လို့မရတော့ဘူးလောက်ကိုလောက်ရတော့မယ်တခုခုကိုကျွန်တော်တို့အကောင့်ထဲပေါ်ရတော့မယ်ဆိုတဲ့အနေအထားမျိုးပဲဖြစ်တယ်ဆိုတော့အဲ့လာမဲ့၄ပတ်အတွင်းမှာကျွန်တော်တို့ပထမဦးဆုံးဒါတပတ်ဟာဆိုလို့ရှိရင် United အသင်းအတွက်အလုံးတင်သုံးတော့အပြောင်းရွှေ့ကာလတစ်ခုအဖြစ်ကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့ဘာတွေဆက်ဖြစ်လာမလဲကတော့ဆက်လက်ပြီးစောင့်ကြည့်ရမယ်လက်ရှိမှာကျွန်တော် United အသင်းအနေနဲ့ကွင်းလေနောက်ထပ်တူကတော့ဖြစ်တင်းသွားအောင်မယ်ဆိုတာကတော့တေချာလေးတည်ထားတဲ့အနေအထားမျိုးပဲဖြစ်ပါတယ်ဆိုတော့ဘယ်သူရောက်လာမလဲဘယ်လိုမျိုးကျွန်တော်တို့ marquee signing တွေရောက်လာမလဲဒါမှမဟုတ်လို့ရှိရင် surprise signing အနေနဲ့ဘယ်သူရောက်လာမလဲဆိုတာကတော့စိတ်ဝင်စားဖွယ်နဲ့စောင့်ကြည့်အောင်မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ညီကိုရောဘယ်လိုမြင်ကြလဲလက်ရှိ United အသင်းလုံနေကိုင်နေတဲ့ပုံတွေပေါ့နော်သူဖြစ်တာအပြောင်းရွှေ့နေပတ်သက်ပြီးတွားနေတဲ့အခြေအနေဟာဒါအဆင်ပြေလို့ထင်ကြလားပြီးလို့ရှိရင်ဘယ်ကစားသမားကျွန်တော် United အသင်းအတွက်တတိယမြောက်ကွင်းလယ်ကစားသမားဖြစ်ရောက်ရှိလာမယ်လို့ထင်ကြလဲ comment section မှာဝင်ရောက်ပြီးတော့မှတ်ချက်ပြုလို့ရပါတယ်ခင်ဗျာကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် YouTube channel နဲ့ Facebook page ကို like and subscribe ပြုလို့ရသေးဘူးဆိုလဲပြုလုပ်ပြီးတော့ကိုတောင်းဆိုပါတယ်ကျွန်တော်နောက်ပြီးတော့မှပြန်လာခဲ့ပါမယ်ကျွန်တော်ကိုထိုက်ပါ